န္တလေးကပဲလုတဲ့နဲ့ခေါ်တဲ့လူရဲ့ရန်ကုန်ကပဲလုတဲ့နဲ့ခေါ်တဲ့လူရဲ့မော်လမြိုင်ကပဲလုတဲ့နဲ့ခေါ်တဲ့လူရဲ့တင်းနဲ့အခေါ်ပြောတယ်မတူဘူးကွာထားတယ်ဗောမန္တလေးသားစကားပြောနည်းနည်းလေးတယ်လေခေါ်တဲ့လူကိုပြောတဲ့လူကိုနည်းနည်းခက်လေးလေးပဲပြောတယ်မောင်ခေါ်တဲ့လူကလည်းဒီဘက်ကပဲပြုခေါ်တဲ့လူကလည်းဒီဘက်ကလာခက်လေးလေးရန်ကုန်ကျတော့နည်းနည်းတွက်တယ်ပြောပါဒီဘက်ကပဲပြုဒီဘက်ကလာနည်းနည်းတွက်တယ်မော်လမြိုင်ကတော့ဒီချက်တွက်သွားတာပြောတယ်မောင်ဘာလို့လောင်းခေါ်တဲ့လူအော်တဲ့လူဘယ်လိုက်ရှာလိုက်မှာမလို့ပျောက်တယ်အောင်မလေးတွေစကားပြောတော့ကျင်တော့မတူဘူးဗျာခေါ်ပြောလေးတွေကွဲတယ်မန်းလေးသူကဘာလို့ပြောမန်းလေးသူကကျွန်တော်တို့ခမများတယ်မန်းလေးသူကကျွန်တော်တို့ခမများဟုတ်တယ်ဗျဟုတ်တယ်ဗျရန်ကုန်သူကျတဲ့တမျိုးဘယ်လိုလေးတုံးတို့များလို့အမေကနဲ့ကြရလေးရှိအဲ့လိုမျိုးလေးပြောတာမော်လမြိုင်တမျိုးဗျာသူကျတော့ဘယ်လိုပြောသူကျတော့နို့လို့ထဲပြောတာနို့လေစကားပြောရင်တော့သူကဟေးနို့ဓမိတ်သားပြီလားနို့ရေချိုးပြီလားနို့အနာပေါက်လို့သို့အကျိတ်ကြီးလေလောက်ကြီးကိုဘဝပိတ်ရောက်တော့ခင်ဗျအဲ့တဝဲစကားလေးပဲနေနေမတက်ဘူးလားထမင်းသားရေတောက်တော့ရပါတယ်ဟုတ်လားဟုတ်ကဲ့အဲ့ဒါဆိုရင်ခင်ဗျားကိုကျွန်တော်ခင်ဗျားဟိုအကောင်ပြားငှက်တဲ့ကြီးကန်းဆိုတာသိလားမသိတယ်အဲ့ဒီကြီးကန်းကိုတဝဲလို့ဘယ်လိုခေါ်လဲပြောပြတယ် clean ကလင်းဟုတ်ကဲ့ဗျာဟိုအဲ့ဒါဆိုရင်ဟိုကျောင်းကိုဘယ်လိုခေါ်လဲကျောင်း clown ဟုတ်သွားပြီအဲ့ဒါဆိုရင်ခင်ဗျားဂဲလုံးကိုကလေးအဲ့ဒါဆိုခင်ဗျားကိုကျွန်တော်မေးမယ်ဗျာမေးသားအဲ့ဒီဟိုကျောင်းမော်ကကြီးကိုဂဲနဲ့ပြည့်ပြုတ်ရကြီးချေကျိုးအဲ့ဒါကိုပြောသားတော်ဝဲလို့မင်းမတက်ရအောင်ဖြေမယ်ဖြေကလောင်းမော်ကကလေးကိုအေးကလဲနဲ့ကလစ်လိုက်တော့ဟုတ်ပြီကလေးကလေးကလို့